ဝင်ထီပေါ်လောကီအတန်းကြောင်းမှာပြသပေးခဲ့တဲ့လောကီဆရာဆရာမတွေပါဝင်လောကုတ္တရာအရာကိုညွန်ပြပေးတဲ့တန္တရာဝတ္တုခချုပ်ငြိမ်းရန်မဖို့နိဗ္ဗာန်လမ်းကြောင်းတွေထိလူချမ်းသာနတ်ချမ်းသာပြမချမ်းသာဖြစ်တဲ့ဘဝတွေကနေပြီးတော့အဆင့်အမြင့်ဆုံးအထက်တန်းအကျအဆုံးဖြစ်တဲ့အနိမယီမန်းချက်ပန်းနိုင်နောက်ဆုံးပန်းနိုင်ဖြစ်တဲ့မဖို့နိဗ္ဗာန်ချမ်းသာထီကိုလမ်းညွန်ပြသပေးနိုင်မဲ့ဘာသာရေးကောင်းဆောင်ဘာသာရေးလမ်းပြဆရာသမားတွေဖြစ်တဲ့လောကုတ္တရာဆရာဖြစ်သောဆရာတော်တန်ခါတော်ရှင်သူမြတ်တွေယဟန်ရှင်သာမဏေကိုရင်တိလရှင်နေအစမိမိတို့မှာကိုယ်ွယ်ကြည်ညိုစိကက်ကြားတာအပြင်ကိုယ့်ရဲ့အဆိုးဆုံးမှခံယူမဲ့ဆရာသမားအနေနဲ့ဆိုရင်ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ရွေးချယ်ဖို့လည်းသင့်ပါပြီတယ်ဘာကြောင့်လဲဆိုတော့လောကီဆရာမလောကီဆရာဆရာမမှာခင်တဘွားလောက်ဒုက္ခကြီးနိုင်မယ်လောကုတ္တရာဆရာမခင်တော့တသံတရားလုံးမောက်နိုင်ပါပြီတယ်လောကီဆရာတွေမှလည်းပဲလမ်းညွှန်မှာခဲ့တဲ့လမ်းညွှန်မှုကိုရပြီးတော့ကြောက်ကမ္မနဲ့ကြည့်တယ်တန္တရာဝတ္တုခကြောက်ကမ္မနဲ့ကြည့်တယ်ကြာတော့မယ်ဆက်ဆက်မှာဆရာကောင်းနဲ့တွေ့ပြီးတော့ပြန်လဲကဲတင်ဝင်ရခဲ့လို့ဆရာကောင်းနဲ့ကဲတင်မှုစောင့်မမှုရခဲ့လို့မဖို့နိဗ္ဗာန်ချမ်းသာအရတ္တမအရတ္တဖို့ဖြစ်တဲ့ယဟန္တာဘဝအထိဆုံးခန်းတိုင်ဒီထိအောက်ဆုံးဝီစီကနေအထက်ဘဝအထိအောက်ဆုံးနှင်းကြဆုံးဘဝနဲ့အထက်ဆုံးဖြစ်မဲ့ဘဝအထိကိုတစ်ချိန်နဲ့တစ်ဘဝတည်းအတွင်းရောက်သွားနိုင်တဲ့တာရကအနေနဲ့ဆိုရင်ဒါအင်္ဂုလိမာလာမထေမြတ်ကြီးအင်္ဂုလိမာလာယဟန္တာမထေမြတ်ကြီးဘဝကိုပဲဥပမာပုံပေးညွှန်ပြမှာဖြစ်ပါပေတယ်ဒါကြောင့်မိမိတို့အနေနဲ့တရားချစ်ခင်ယောဂီသူတော်စင်တရားတော်မှာအပေါင်းတို့အနေနဲ့ယဟန်ရှင်သာမဏေသီလရှင်ဆရာကြီးဆရာလေးပေါင်းတို့အနေနဲ့မိမိတို့ရဲ့ဘဝမှာမိဘတွေကိုရွေးချယ်ခွင့်မရှိခဲ့ကြပါမယ်မိဘတွေပေါ်တစ်ဖန်ပြန်လဲအကောင်းဆုံးကျေးဇူးပြန်ဆက်ကြံပြန်တည်တက်တဲ့သူတော်ကောင်းစိတ်ထားတွေနဲ့သူတော်ကောင်းတရားခုနှစ်ပါးလက်ကင်ထားပြီးတော့သူတော်ကောင်းသားသမီးတွေအနေနဲ့ဘဝကိုရွေးချယ်နိုင်ကြသလိုမိမိတို့ရဲ့ဆရာသမားကိုလောကီလောကုတ္တရာဆရာသမားတွေကိုကိုယ်ွယ်အားထားရဆရာသမားတွေကိုတော့လည်းကောင်းစံပြပုဂ္ဂိုလ်မိမိတို့ဘဝရဲ့ idol အနေနဲ့စံပြပုဂ္ဂိုလ်တွေတော့လည်းကောင်းမိမိတို့အနေနဲ့ကောင်းဆုံးရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းပတ္ထနာပြုအပ်ပါတယ်ထို့သောရွေးချယ်နည်းကောင်းဆုံးရွေးချယ်ရမယ်နီလန်းကိုလည်းနောက်ထပ်တစ်ဖန်အခါခွင့်တင်လို့ဆက်လက်တင်ပြပေးပါမယ်ဘေးရန်ကင်းကွာသက်ရှိချမ်းသာစိတ်ချမ်းသာကောင်းတဲ့လူရဆန္ဒတွေပြေဝနိုင်ကြပါစေဆရာကောင်းစံပြပုဂ္ဂိုလ်ကောင်းတွေရွေးချယ်မှုမှန်ကန်နိုင်ကြပါစေကုန်သတည်းမိဘကျေးဇူးဆက်နိုင်တဲ့တာကောင်းသမီးကောင်းယရနာတွေဖြစ်ကြပါစေ